လူတယောက်မှာအရင်ချစ်ရလူတယောက်ဆိုတာရှိမှာပဲလေကျွန်တော်မှလည်းရှိဘူးလေကျွန်တော်သူ့ကြောင့်ဒါရီလေးတစ်ခုရေးရတယ်သူ့နာမည်ကနှင်းတယ်ကျွန်တော်ချစ်တဲ့ကောင်မလေးနာမည်ကနှင်းပါသူနဲ့ကျွန်တော်နဲ့ခင်မင်မှုတငယ်ချင်းရင်းချစိတ်တူချင်းသာခင်မင်ပေါင်းသင်းလာရင်းကွာသူနဲ့ကျွန်တော်နဲ့ခင်လာခဲ့တာအခုဆို10နှစ်တွင်းမှာငငယ်ကလေးကသူကပေါ်ကြီးစဲပြသူ့ကိုလိုက်တဲ့ကောင်တွေကိုဆိုကျွန်တော်ကဖြူရဖြဲရဘူးကြဆဲကြသူ့ကြောင့်ထူရခွဲရတချို့ကောင်တွေကကျွန်တော်ကိုပြောတယ်ကော်ရိုးပုံစောခွေးပဝအေးဟာသူတို့ပြောသလိုများဖြစ်နေပြီလားဒီလိုမျိုးတော့သူကပြောတယ်နေငါလည်းလုတ်ပြန်ပြီဟာလုတ်ကြစီကပြောနေတဲ့သူတွေကဟုတ်မှန်ကြီးစရာဒီလိုမျိုးတွေသူကပြောတော့လုတ်ကတဲ့များကကျုပ်မှန်ဒီပြလက်မထောင်နေထားနဲ့မင်းပေးမှနေသွားမဲ့အချို့တွေကစေပါတဲ့ပြောလဲကမချေပခဲ့အေးစေးပါနေထားမမဲ့မင်းနဲ့တူပဲတကားမဲ့အောင်ယေရှုကတည်ထားတဲ့လက်ထဲကပတ်စံ9000ဖျားမှလူတာမွေးကသားတဲ့မိုးလေးရဲ့ပုံးဆက်ကညိုးတက်တာသူနဲ့ငါနဲ့စိတ်ကောက်တာသူနဲ့ငါနဲ့ညချော်တဲ့သူနဲ့ငါနဲ့ဒါပေမဲ့ရေးသားမဟုတ်ပါတကယ်ချင်းပါပဲသူနဲ့ငါနဲ့မိကြိုက်တဲ့ချင်းလေးတွေရွှေပြီးစီဒီနဲ့ငါတဲ့ပန်းစီနဲ့ post ကတဲ့ပေးဖို့မအိမ်ဘက်လာခဲ့လက်တော့မှရှိတ်တက်လာတဲ့ကြောက်စိတ်ကြောင့်နေသက်စွာနဲ့အိမ်ဘက်မှာတဲ့တဲ့ခဲ့စီပဲ့ကြခဲ့တာအိမ်ဘက်ပါပဲနည်းနည်းလေးတော့တွေးခေါ်လေးတွေချော်ပါတယ်တချန်တွင်းတော့ကလည်းမတောက်ပန်းလေးတွေပေါ်တာနဲ့သူ့ကိုပေးမဲ့ဆိုပြီးတစ်ပင်တက်တာမတော်တာနဲ့ပြုတ်ချလို့လက်ချိုးပြီးကိုဆေးရုံရောက်တာကျွန်တော်ပါပဲတော်ပါတယ်တော်ပါတယ်သူကတည်းကချီးကျူးလိုက်တော့လက်ချိုးခဲ့လို့တော်နာလဲကပြောပါတယ်ခေါ်ပါတယ်ဟော်ဒါရဲ့ဆိုပြီးဆိုကြောက်ပတ်တီးမှာပုံလေးဆွဲရင်ဆေးရုံဆောက်ကပြောရှာတယ်ရိုးရိုးလေးပဲပြောဘာတော့မလို့အဲ့ဒါမိတ်ဆက်ပေးဦးမယ်ဒါငါချစ်သူလေဟဲ့哦，不要完了吧？好的。အဲ့ဒါတော့တောင်းရနော်စိတ်ကူးလေးတဲ့ပဲချစ်ပဲကြည်ရဲ့မြင်ပါတဲ့ရေဆိုမင်းလေးတည်တဲ့နေငယ်ချင်းကနေဖွင့်ပြောဖို့ရမင်းမေလိုအပ်တဲ့ရင်နာတဲ့နင်ဖွင့်ပြောဖို့မကြိုးစားနဲ့နင်ချင်းအရင်တငယ်ချင်းဖြစ်နေတော့ကောက်ချင်ရင်မေရမစဖုံးပြောတာသူနဲ့ကြည့်ပါသူနဲ့ငါနဲ့မိုးလေးရဲ့ပုံးဆက်ကနိုးတက်တာသူနဲ့ငါနဲ့စိတ်ကောက်တာသူနဲ့ငါနဲ့ကြချော်တဲ့သူနဲ့ငါနဲ့ဒါပေမဲ့ရေးသားမဟုတ်ပါတကယ်ချင်းပါပဲသူနဲ့ငါနဲ့မိကြိုက်တဲ့ချင်းလေးတွေရွှေပြီးစီဒီနဲ့ငါတဲ့ပန်းစီနဲ့ post ကတဲ့ပေးဖို့မအိမ်ဘက်လာခဲ့လက်တော့မှရှိတ်တက်လာတဲ့ကြောက်စိတ်ကြောင့်နေသက်စွာနဲ့အိမ်ဘက်မှာတဲ့တဲ့ခဲ့စီပဲ့ကြခဲ့တာအိမ်ဘက်ပါပဲအဲ့ဒီလိုနဲ့သူ့ကိုကျွန်တော်ချစ်တယ်လို့ကျွန်တော်တက်တက်လို့မပြောပြခဲ့ပါဘူးဘာဖြစ်ကျွန်တော်ကြည်တတ်ပါတယ်အခုဆိုရင်ကျွန်တော်တကယ်ချင်းနဲ့သူချစ်တဲ့သူနဲ့သူ့ဘဝလေးနဲ့သူပြောနေပြီငါနဲ့အမြဲတည်းရနေမှာပါနေလဲအခုဒီတချင်းလေးကိုကြားတယ်ငါတို့ရင်ဟောလုပ်ခဲ့တဲ့ပောက်ကြီးဟာတွေပြောစရာအကြောင်းလေးပြန်ပြီးတတိယပါနော်ထာဝရတကယ်ချင်းမတကယ်ချင်းခင်ပါတယ်မြင်ပါတယ်ရေဆိုမင်းလေးတည်တဲ့နေငယ်ချင်းကနေဖွင့်ပြောဖို့ရမင်းမေလိုအပ်တဲ့ရင်နာတဲ့နင်ဖွင့်ပြောဖို့မကြိုးစားနဲ့နင်ချင်းအရင်တငယ်ချင်းဖြစ်နေတော့ကောက်ချင်ရင်မေမိုးလေးရဲ့ပုံးဆက်ကနိုးတက်တာသူနဲ့ငါနဲ့စိတ်ကောက်တာသူနဲ့ငါနဲ့ကြချော်တဲ့သူနဲ့ငါနဲ့ဒါပေမဲ့ရေးသား